flaming crunch လို့ခေါ်တဲ့ sushi roll လေးပြမယ်နော် flaming crunch မှာမှသူကစက်တော်နေကြောင်မထည့်တာပေါ့နော်ဒီမှာတော့နေရောအရင်ဆုံး sushi rice ကို nori ပေါ်မှာဟိုဘက်ဒီဘက်ဖြန့်ပြီးတော့မှခင်းလိုက်မယ်ပေါ့နော်အဓိကတော့ sushi ထမင်းခင်းတာပထမဆုံးခင်းတဲ့အချိန်မှာတော့နည်းနည်းလေးခက်တယ်လို့ထင်ရပါတယ်ဒီ sushi roll ကကြတော့ပါဝင်ပစ္စည်းလေးနည်းနည်းများတယ်သူထဲမှာပါလဲဆိုလို့ရှိရင် cream cheese ပါတယ် crab stick ပါတယ်ပြီးလို့ရှိရင်တော့ထောပတ်တီပါတယ်ပေါ့နော်အားလုံးသူထဲကိုထည့်ပြီးပြီဆိုရင်တော့ sushi roll လေးကိုစပြီးတော့အဲ့လိုမျိုးလက်ကလေးနဲ့လိမ့်မယ်ပေါ့နော်နဲ့လိုက်တာမတိကျဘူးထင်ရင်ဒီလိုမျိုးရင်းလိမ့်လေးနဲ့အတွင်းထဲကိုထည့်လိုက်ပါပြီးတော့မှတပတ်လိမ့်လိုက်ပေါ့နော်ဆိုရင်တော့ roll ကွဲတာမျိုးမဖြစ်တော့ဘူးပေါ့နော်ပြီးရင်တော့ဘေးနှစ်ဖက်ကိုလည်းညီညီလေးပိတ်ပေးလိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့ဆူရှီလေးကရှော့ရှော့မွတ်မွတ်လေးနဲ့ရသွားပြီပေါ့နော်။သူ့ရဲ့အပေါ်မှာ crab salad ကိုပြန်ပြီးတော့တင်မှာဖြစ်ပါတယ်။ဒီတစ်ခါသုံး plastic လေးပေါ်မှာဒီ crab salad ကိုနည်းနည်းလေးဆူရှီ roll ရဲ့အရှေ့တိုင်းဖြန့်ခင်းလိုက်တယ်ပေါ့နော်။ပြီးရင်တော့ဒီ wrap လေးနဲ့တစ်ခါတည်းသူ့ကိုပြန်ပြီးတော့အုပ်လိုက်ပါမယ်။စီစီညီညီလေးနဲ့ crab salad လေးတွေထမင်းမှာကတ်သွားအောင်ရင်းလိုက်လေးနဲ့ပြန်ဖိလိုက်တယ်ပေါ့နော်။ပြီးရင်တော့သူ့ကိုထုံးစံအတိုင်းနေတော့ဒီလိုမျိုး roll ရှိဆိုရင်ကိုပြဖြတ်လိုက်ပါတယ်ချက်ပြီးပြီဆိုတော့မှသူ့ကိုဘူးထဲမှာထည့်ပါမယ်ထည့်တဲ့ပုံစံကတော့ခါလေးချရင်လည်းအရှိတိုင်းလေးထည့်တယ်ခါလေးချရင်လည်းဒီလိုမျိုးလေးပေါ့နော်နှစ်ခုကိုစောင်းစောင်းလေးထည့်ဖြစ်ပါတယ်ဒီ order ကတော့ထူကို order မို့လို့နည်းနည်းဘူးထဲမှာထည့်လိုက်တာဖြစ်ပါတယ်စားဆိုလို့ရှိရင်တော့ပကံနဲ့ထည့်မှာပေါ့နော်ကဲထည့်ပြီးပြီဆိုရင်တော့သူ့ရဲ့ဘောနဲ့ spicy mayo ရဲ့စရာချားရဲ့ကိုဖြန်းလိုက်တယ်ပြီးလို့ရှိရင်သူ့ထဲကို pino ဆိုတဲ့ဒီငရုတ်သီးလေးပေါ့နော်အမေရိကမှာတော့ဒီငရုတ်သီးကိုစားကြတယ်ပလေးလေးပြီးတဲ့ခါကျတော့မှသူ့ရဲ့အပေါ်မှာ topping လေးအနေနဲ့တင်ပေးလိုက်တယ်ပေါ့နော်တကယ်တော့ဒီ roll မှာcrispy onion ပါပါတယ်ချက်သွန်ကြီးကြောပေါ့နော်ဒီနေ့ကသူကမထည့်ခိုင်းလို့မထည့်တာပါအဆုံးမှာတော့ soy sauce ရဲ့ wasabi ရဲ့ ginger ရဲ့ထည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီ flaming crunch ကတော့ရသွားပြီဖြစ်ပါတယ်ဖုံးလေးပိတ်ပြီးပြီဆိုရင်တော့ sushi ဘူးလေးရပါပြီရှင်